ရှင်ဟုတ်ကဲ့မင်္ဂလာပါအခုနေစလာမဆက်ပြီးပါအောင်ရှင်ကျွန်တော်နာမည်ကျော်စီရပါဗျာဟုတ်ကဲ့အခုရနေလေးဆက်ပြီးမှမဆက်ပြီးပါကျွန်တော်တော့ဘုံမှာဗျာတော့ဘုံလွယ်ရေးပါမှာဟုတ်ကဲ့ပါရှင်အခုကတော့ဒီနေ့ TV ဝရှော့ဘယ်ကနေစတင်လဲရောက်လာတယ်ရှင်ဘယ်ကနေစတင်လဲဆိုတော့ line ပေါ်မှာတော့တွေ့ပြနေပါတယ်ဟိုစတေชันပြင်ပြတာတော့ဒီ39မိုင် station မှာဆိုင်းဘုတ်လေးတက်ထားတွေ့ရတယ်လာပြီးတော့ပြပြတာပေါ့ဟုတ်ကဲ့ပါရှင်ဒီအခုကားပေါ့နော်ဘာဖြစ်နေတာလေးဖြစ်လို့ နေ့ TV ဝရှော့ရောက်လာကြရတယ်ရှင်ဒီစီနဲ့တွင်းတဲ့အချိန်မှာအားဝင်နေတာပေါ့အဲ့ဒါလေးလာပြတာပေါ့အားဝင်တယ်ဒီစီနဲ့တွင်းတဲ့အားဝင်နေတဲ့အပိုင်းကိုညီမတို့ဘက်ကစစ်ဆေးလိုက်တဲ့အခါမှာပေါ့ဒီ wiring နေရာ short ဖြစ်နေတာပေါ့နော်အဲ့ဒီအပိုးဖုန်းဆက်ပြီးတော့အကြောင်းကြားပြီးရပေါ့နော်အကြောင်းကြားတဲ့ပုံမှာရောအဲဒီ service ပိုင်းရောအခုလိုနေရာလေးလည်းရှင်service လည်းကောင်းပါတယ်ဟိုဖြစ်တာနဲ့ဖြစ်တဲ့ဟာကိုအဓိကဖြစ်တဲ့ဟာကိုဟိုလုပ်ပေးနိုင်တယ်ပေါ့နော်ဒီရဲ့ဒီကပြဿနာကိုရှာပေးနိုင်တယ်ပေါ့အဓိကတော့ကိုတို့ကားသမားဒီကားရဲ့ owner ရဲ့ဟိုကတော့ကားတစ်ခုပြတ်ပြီးဆိုရင်ပြင်လို့ရပါမလားပေါ့နော်ပြင်လို့ရပါမလားဆိုတဲ့ဟာကိုအဓိကတွေးတာပေါ့ဒီလာတဲ့ပုံမှာပြဿနာလည်းဒေချာတည်သွားတယ်ပြင်လို့လည်းရရဆိုတော့စိတ်လည်းချမ်းသာတယ်ဝန်ဆောင်မှုပဲလည်းရှင်းတင်တယ်ပေါ့ကောင်းတယ်ပေါ့နော်ဟုတ်ပါပါအခုကတော့ဒီစီဖက်ချက်ကျော်ပြင်ပြီးတဲ့အခါမှာပေါ့နော်ဘက်ကနေပြီးတော့ဒီပေါ့နော်ကွန်တရာစီးဖို့အပိုင်းတွေပေါ့နော်အဲ့ဒါကိုအခုတော့လေးပြတ်လိုက်တယ်ပေါ့နော်အဲ့ဒီကဘာလို့လဲဆိုတော့ပေါ့နော်ဒီကားတွေကပေါ့နော်ကီလိုမီတာ2300ကီလိုမီတာဒီမောင်းမွိုင်းဆိုလို့ရှိရင်ပေါ့နော်ဒီအဲကွန်နေရအေးနေရပဲဆိုမဆေးပဲနဲ့ပြထားပြီးလို့ဆိုလို့ရတယ်ဒီအဲစတာတွေမှာပေါ့နော်ပုံမှုဒီအန်ဂျီရဝင်နေဝင်လို့ရှိရင်အဲ့ဒါကိုဒီတိုင်းပြထားမယ်မဆေးဘူးဆိုလို့ရှိရင်နောက်ပိုင်းထားလို့ရှိရင်ပေါ့နော်တတိကျမ်းမာရေးအတွက်လည်းမကောင်းဘူးပေါ့နော်တတိတန်းပို့ပြီးတော့တူကြည့်ရပေါ့အခုလိုမျိုးခြားခြင်းပြဿနာတွေနောက်ပိုင်းတော့နောက်ဆက်တဲ့ပြဿနာတွေကြောင့်ပို့ပြီးတော့ကုန်ချစီပြများတော့ကိုကပြင်လို့ရှိရင်အဲ့ဒါလေးညီမအခုပြလိုက်တဲ့အခါမှာအခုကဒီကွန်တရာစီးရဲ့အပိုင်းလေးတွေပေါ့နော်အဲ့ဒါလေးလည်းလုပ်ဖြစ်သွားပြီပေါ့နော်ဟုတ်ကဲ့ဟုတ်ပါဟုတ်ပါရှင်အခုကစစ်ဆေးပေးပြီးရဲ့အပိုင်းပြီးတော့ညီမတို့ဘက်ကနေပြီးတော့ကားချက်လဲ16ချက်ပါဝင်တဲ့အဆိုစစ်ဆေးပေးတဲ့အပိုင်းနဲ့အခုကားရဲ့အတွင်းရောအပြင်ရောဒီစစ်ပေးတဲ့အပိုင်းကိုညီမတို့ဘက်ကနေပြီးတော့ FOC အနေနဲ့ပြုလုပ်ပေးထားပါရဲ့ရှင်အခုကားလေးကပေါ့နော်ဒီပြဿနာလေးဖြစ်ပြီးရောက်လာတဲ့အခါမှာညီမတို့နေကြည့်ပြီးရရှင်းပြပေးတဲ့အပေါ်ပြီးလို့ရှိရင်အခုကားပြဿနာလေးတွေပေါ့နော်ဒီဖြည့်ရှင်းပေးတဲ့အပေါ်ကိုဘယ်လိုခံစားရပါလဲရှင်ရှင်းပြပါတယ်ဟိုဒီပြတ်တဲ့ဟာကိုလည်းတေချာရှင်းပြရတယ် service တွေကိုလည်းတေချာရှင်းပြရတယ်ပေါ့နော်ပြီးတော့service ကလည်းအကျန်းမများတဲ့ပုံမှာဝန်ဆောင်မှုကောင်းတယ်ပြီးတော့မျိုးဒီတိုင်းလာလုပ်တင်တယ်လို့ထင်တာပေါ့ဟုတ်ကဲ့ပါရှင်နောက်ထပ်ပေါ့နော်ကားပြဿနာဒီမျိုးကားပြဿနာကြီးကျွန်တော်လို့ရှိရင်လက်ကြည့်ပြီးတော့ပေါ့နော်ထပ်လာဖို့ comment ပေးရတာလားပေးလို့ရတယ်ကျွန်တော်လည်းထပ်ပြီးတော့ကျွန်တော်မှရှိတဲ့ကားဒီမှာလည်းလာပြီးတော့ဟိုအကုန်လုံးညှို့မိမှာပေါ့နော်ဟုတ်ကဲ့ပါရှင်ဟုတ်ဟိုကနောက်ထပ်ပေါ့နော်အခုဒီကားမောင်းတဲ့လက်စီတွေကိုလည်းဒီလက်ကြည့်ပြီးတော့ short ကိုဒါခဲ့ဖို့အကြံဉာဏ်ပေးစင်တာလေးရှိလားရှင်ကျန်တဲ့ပေးချင်ပါတယ်ဒီမှာကျတော့တကယ်နိုင်ငံခြား technology တွေပါနဲ့လုပ်တယ်ပြီးတော့ဒေတာပြုပြင်နိုင်တဲ့အတွက်ကြောင့်သဘောကျရင်အဲ့တော့ဒီ next TV ကိုလာဖို့အတွက်ပြောချင်ပါတယ်အားလုံးဟုတ်ကဲ့ပါရှင်အခုလိုလေးပေါ့နော်ဖြေချပေးရတဲ့ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါရှင် Next TEV Drive the future